မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မိုးရာသီကာလအတွင်းပြည်သူတွေအနေနဲ့မဖြစ်မနေသတိပြုသင့်တဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်မိုးရာသီရောက်လာတဲ့အခါမိုးရွာသွန်းမှုများပြားလာတာနဲ့အမျှရေကြီးရေရှမ်းခြင်းမြစ်ရေမြင့်တက်ခြင်းမိုးကြိုးပစ်ခြင်းလေပြင်းတိုက်ခတ်ခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်မိုးရာသီမှာမိုးရွာတာကိုသာသတိထားရုံနဲ့မလုံလောက်ပဲမိုးနဲ့အတူဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုပါကြိုတင်သိရှိပြီးပြင်ဆင်ထားဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့မိုးတိတ်ထန်စွာရွာသွန်းတဲ့အချိန်မှာမလိုအပ်ပဲခီးသွားလာခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ကြပါမိုးအလွန်တဲလာတဲ့အခါလမ်းပေါ်မှာရေတက်လာနိုင်တယ်လို့တစ်ပင်တွေလဲကျခြင်းလျှက်စစ်ကျိုးတွေပြတ်ကျခြင်းနဲ့လမ်းပျက်စီးခြင်းတွေဖြစ်နိုင်ပါတယ်ခီးထွက်ဖို့မဖြစ်မနေလိုအပ်တယ်ဆိုရင်မထွက်ခင်မိုးလေဝသအခြေအနေနဲ့လမ်းအခြေအနေတွေကိုကြိုတင်စစ်ဆေးပါမိုးတိတ်ထန်စွာရွာသွန်းနေချိန်မှာမော်တော်ယာဉ်မောင်းနေရပါကအရှိန်လျှော့မောင်းပြီးရှေ့မြင်ကွင်းကိုတေချာစွာကြည့်ရှုမောင်းနေကြပါအထူးသဖြင့်ရေကျော်နေတဲ့လမ်းတွေကိုသတိထားဖို့လိုပါတယ်ရေတိမ်တယ်လို့ထင်ရပေမဲ့ရေအောက်မှာလမ်းပျက်စီးနေခြင်းကြိုက်ရွေရှိခြင်းနဲ့ရေစီးအားပြင်းခြင်းတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ရေစီးအားပြင်းတဲ့နေရာကိုမော်တော်ယာဉ်နဲ့ဖြစ်စေလမ်းလျှောက်ပြီးဖြစ်စေမဖြတ်တန်းကြပါနဲ့ဒုတိယအချက်ကတော့ရေကြီးရေရှမ်းမှုဖြစ်ပါတယ်မြစ်ချောင်းအင်းအိုင်နဲ့ရေလမ်းကြောင်းတွေအနီးမှာနေထိုင်သူတွေအနေနဲ့မိုးများလာတဲ့အခါရေအခြေအနေကိုအမြဲစောင့်ကြည့်ထားသင့်ပါတယ်မိုးရေများလာတာနဲ့အမျှမြစ်ရေချောင်းရေတွေမြင့်တက်လာနိုင်ပြီးနေပိုင်းဒေသတွေမှာရေဝင်ရောက်နိုင်ပါတယ်ရေကြီးလာတဲ့အခါကလေးငယ်တွေကိုရေနီးမှာမထားပါနဲ့ရေစီးကြောင်းတွေကိုဝင်ရောက်ကစားခြင်းရေကူးခြင်းနဲ့ရေတက်နေတဲ့တရားတွေကိုဖျက်တမ်းခြင်းကိုရှောင်ကျဉ်ကြပါအိမ်တွင်းရေဆက်တွေဝင်ရောက်လာပြီဆိုရင်လျှက်စစ်ပစ္စည်းတွေနဲ့လျှက်စစ်ကြိုးတွေကိုအထူးသတိထားပါရေနဲ့လျှက်စစ်မီးထိတွေ့တဲ့အခါအသက်အန္တရာယ်ရှိနိုင်တဲ့အတွက်လုံခြုံတဲ့နည်းလမ်းနဲ့လျှက်စစ်မီးကိုဖျက်တောက်ထားဖို့လိုအပ်ပါတယ်တတိယအချက်ကတော့မိုးကြိုးအန္တရာယ်ဖြစ်ပါတယ်မိုးကြိုးပြစ်နေချိန်မှာတစ်ပင်ကြီးတွေအောက်မှာမခိုကြပါနဲ့လျှက်စစ်တိုင်တွေအနီးမှာမနေပါနဲ့လွင်ပြင်ကျယ်တွေမှာရက်မနေပါနဲ့အပြင်မှာရှိနေချိန်မိုးကြိုးပြစ်လာရင်အနည်းဆုံးလုံခြုံတဲ့အဆောက်အုံတွေကိုဝင်ရောက်ခိုလုံပါမိုးကြိုးမုန်တိုင်းဖြစ်နေချိန်မှာလျှက်စစ်ပစ္စည်းတွေကိုအသုံးပြုရမှာလည်းသတိထားသင့်ပါတယ်နောက်ထပ်အရေးကြီးတဲ့အန္တရာယ်တစ်ခုကတော့လေပြင်းတိုက်ခတ်မှုဖြစ်ပါတယ်မိုးတိမ်ထူထပ်လာပြီးလေပြင်းတိုက်ခတ်လာတဲ့အခါအပြင်မှာရှိတဲ့တူပြတကိုင်းနဲ့အခြားပစ္စည်းတွေလွတ်စင်နိုင်ပါတယ်ဒါကြောင့်အိမ်အပြင်မှာလွတ်စင်နိုင်တဲ့ပစ္စည်းတွေကိုကြိုတင်သိမ်းဆည်းထားပါအိမ်ကောင်မိုးပတင်းပေါက်နဲ့တကားတွေကိုလည်းတေချာစစ်ဆေးထားပါတောင်တန်းနဲ့တောင်ကြီးဒေသတွေမှာနေထိုင်သူတွေအနေနဲ့တော့မြေပြိုမှုအန္တရာယ်ကိုအထူးသတိထားရမှာဖြစ်ပါတယ်မိုးဆက်မပြတ်ရွာသွန်းတဲ့အခါမြေသားတွေရေဆိုပြီးနူးညံ့လာနိုင်ပါတယ်မြေကြီးအကွဲလာခြင်းကြောက်တုံးတွေပြုတ်ကျလာခြင်းမြေသားရွေ့လျားလာခြင်းနဲ့ရေစီးကြောင်းပုံမှန်မဟုတ်ပဲပြောင်းလဲလာခြင်းတွေကိုတွေ့ရှိရင်အန္တရာယ်ရှိတဲ့နေရာကနေအမြန်ဆုံးထွက်ခွာသင့်ပါတယ်မိုးရာသီမှာကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေကိုလည်းအထူးပြုစိုက်ပေးဖို့လိုပါတယ်ကလေးတွေကိုရေတက်နေတဲ့လမ်းတွေရေမြောင်းတွေချောင်းတွေနဲ့မြစ်တွေအနီးမှာတယောက်တည်းမထားသင့်ပါဘူးတက်ကြီးရွယ်အိုတွေလမ်းလျှောက်သွားလာရခက်ခဲသူတွေအတွက်လည်းအရေးပေါ်အခြေအနေဖြစ်လာရင်ဘယ်လိုရွှေ့ပြောင်းမလဲဆိုတာမိသားစုဝင်တွေအနေနဲ့ကြိုတင်စီစဉ်ထားသင့်ပါတယ်နောက်ထပ်အရေးကြီးတာကတော့အရေးပေါ်ပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်အိမ်မှာတောက်ရည်အချောက်စားစာမီးအိမ်ဘက်ထရီ power bank ဖုန်းအားသွင်းပစ္စည်းနဲ့အခြေခံဆေးဝါးတွေကိုအလွယ်တကူယူဆောင်နိုင်တဲ့နေရာမှာထားရှိပါအရေးကြီးစာရွက်စာတမ်းတွေကိုလည်းရေမဆိုးနိုင်တဲ့နေရာမှာတင်စီထားသင့်ပါတယ်ရေကြီးလာတဲ့အခါအရေးကြီးပစ္စည်းတွေကိုရှာဖွေဖို့အချိန်မရနိုင်တဲ့အတွက်ကြိုတင်ပြင်ဆင်ထားတာကအလွန်အရေးကြီးပါတယ်မိသားစုဝင်တွေအချင်းချင်းလည်းအရေးပေါ်အခြေအနေမှာဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေနဲ့စုဝေးမဲ့နေရာကိုကြိုတင်သတ်မှတ်ထားပါနောက်တစ်ချက်ကတော့မိုးလေဝသသတင်းတွေကိုမှန်ကန်တဲ့ရင်းမြစ်ကနေနားထောင်ဖို့ဖြစ်ပါတယ်လူမှုကွန်ရက်ပေါ်မှာမိုးရေကြီးမှုနဲ့ပတ်သက်တဲ့သတင်းတွေအလျင်အမြန်ပြန့်နှံ့တတ်ပါတယ်သတင်းတစ်ခုကိုတွေ့တာနဲ့ချက်ချင်းယုံကြည်ပြီးပြန်လည်မျှဝေခြင်းမပြုဘဲသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြပါအတိမပြုရသေးတဲ့သတင်းတွေကြောင့်ပြည်သူတွေကြားမလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နိုင်ပါတယ်အရေးပေါ်အခြေအနေမှာတော့ကိုယ်တိုင်အန္တရာယ်ရှိတဲ့နေရာကိုဝင်ရောက်ပြီးကယ်ဆယ်ဖို့မကြိုးစားဘဲကျွမ်းကျင်တဲ့ကယ်ဆယ်ရေးအဖွဲ့တွေထံအကူအညီတောင်းတာပိုမိုလုံခြုံပါတယ်မိမိအနီးအနားမှာအကူအညီလိုအပ်နေသူရှိရင်လည်းလုံခြုံရေးကိုဦးစားပေးပြီးသက်ဆိုင်ရာအဖွဲ့တွေကိုအကြောင်းကြားပေးကြပါမိုးရာသီဆိုတာတဘာဝအတွက်အရေးကြီးတဲ့ရာသီတစ်ခုဖြစ်ပါတယ်ဒါပေမဲ့မိုးတိတ်ထန်စွာရွာသွန်းတဲ့အခါရေကြီးရေရှမ်းမှုမိုးကြိုးလေပြင်းနဲ့မြေပြိုမှုစတဲ့အန္တရာယ်တွေဖြစ်ပေါ်လာနိုင်ပါတယ်အန္တရာယ်တွေကိုလုံးဝတားဆီးနိုင်မှာမဟုတ်ပေမဲ့ကြိုတင်ပြင်ဆင်ခြင်းနဲ့တတိထားခြင်းအဖြစ်ထိခိုက်ဆုံးရှုံးမှုတွေကိုလျှော့ချနိုင်ပါတယ်ဒါကြောင့်မိုးတိတ်ထန်စွာရွာနေချိန်မှာမလိုအပ်တဲ့ကြီးမထွက်ကြပါနဲ့ရေစီးအားပြင်းတဲ့နေရာတွေကိုမဖြတ်တန်းကြပါနဲ့ကျေးဇူးတွေပါခင်ဗျာ